အခုမြင်နေရတဲ့ဒီအမျိုးသမီးဟာဆိုရင်သူ့ရဲ့6နှစ်အရွယ်သမီးလေးကိုပေါ့နော်ဒီအောက်လန်းဆရာကြီးမှာသူကရောင်းစားခဲ့တာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဒီအမျိုးသမီးဟာဆိုရင်သူ့ရဲ့6နှစ်အရွယ်သမီးလေးကိုပေါ့နော်ဒီအောက်လန်းဆရာကြီးမှာသူကရောင်းစားခဲ့တာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကပေါ့နော်ဒါ South Africa မှာဖြစ်ခဲ့တာသူ့သမီးကိုပေါ့နော်ဒီ South Africa ဒေါ်လာ1100လောက်နဲ့သူကရောင်းစားလိုက်တာဖြစ်တယ်ဒီဖြစ်စဉ်ဖြစ်ပြီးတော့ပေါ့နော်သူအဖမ်းခံရတဲ့အချိန်မှာပေါ့နော်သူမကဘလို့ရဲတွေကိုသူဘလို့မျိုးပြောလဲဆိုတော့နေမကောင်းဖြစ်နေတဲ့သူ့ရဲ့သမီးလေးကိုပေါ့နော်သူ့ရဲ့ရီစာနဲ့အတူအိမ်မှာသူထားရခဲ့ပြီးတော့မှသူကအပြင်ကိုထွက်သွားတယ်ပေါ့နော်အပြင်ကိုထွက်သွားပြီးတော့မှသူပြန်လာတဲ့အချိန်မှာသူ့ရဲ့သမီးလေးကမရှိတော့ဘူးလို့ပေါ့နော်သူကဒီလိုမျိုးရဲတွေကိုသူကလိမ်ပြီးတော့မှသူပြောခဲ့တယ်ဒီလိုနဲ့ပေါ့နော်သူမကိုယ်တိုင်ကပေါ့နော်အာချောင်ပြီးတော့မှလူတစ်ယောက်ကိုသူကပြောပြလိုက်တယ်သူမကိုယ်တိုင်ကပေါ့နော်ဒါအောက်လန်းဆရာကြီးမှာအာဖရိကဒေါ်လာပေါ့နော်1100လောက်နဲ့သူရောင်းစားခဲ့တာကိုသူကပြောပြလိုက်တယ်ပေါ့နော်ဒါနဲ့ပဲပေါ့နော်ဒီအကြောင်းတွေကိုလူသိများသွားပြီးတော့မှဒီရဲ့အကြောင်းအရာတွေကိုပေါ့နော်ရဲရစီကိုရောက်ရှိသွားတယ်ရဲရစီကိုရောက်ရှိသွားတဲ့အခါမှာရဲတွေကလည်းပေါ့နော်ချက်ချင်းဒီအမျိုးသမီးကိုပေါ့နော်သွားပြီးတော့မှဖမ်းခေါ်ပြီးတော့မှသူမကိုစစ်မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ဒါနဲ့ပဲပေါ့နော်သူမရဲ့ရီစာရဲ့နောက်ပေါ့နော်သူတို့ရဲ့နောက်မိတ်ဆွေနောက်တူဦးရပေါ့နော်သူတို့3ယောက်ဖမ်းခံထိသွားတယ်2025ခုနှစ်မတ်လမှာပေါ့နော်သူတို့3ယောက်လောပါပေါ့နော်ဒီထောင်နဲ့တက်ကြုံချမှတ်ခြင်းကိုခံခဲ့ရတယ်ဒီအကြောင်းအရာလေးကပေါ့နော်ဒီလောက်ပါပဲအစဆုံးနောက်ပြန်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် channel လေးကိုလည်း like subscribe လုပ်ချင်ပြီးကူညီကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ